မိသားစု6ယောက်အကျဉ်းအိတ်ကြမယ်ကင်းဆိုင်နှလုံးဆက်ထားပြီးတော့မိသားစု6ယောက်အကျဉ်းအိတ်ဆက်ဖို့အတွက်ချင်းတော်ကောင်းတစ်လုံးရှာနေပါသလားသူ့ရဲ့ဇာတ်ကားလေးကဆိုလို့ရှိရင်လေးဝင်လေးထွက်ကောင်းတယ်အသားဣတယ်ချစ်တယ်ပိတ်သားမှာဆိုလို့ရှိရင်လည်းကွဲမသွားဘူးပြဲမသွားဘူးရေရှည်သုံးခံတဲ့ပိတ်သားလက်ရမှာဆိုလို့ရှိရင်လည်းဦးမျိုးမင်းတော်မော်ရဲ့ရှေးမှုမပြဲအော်ရာကျုပ်လက်ရအပြည့်ပဲဖြစ်ပါတယ်အော်ရာကျုပ်လက်ရအပြည့်ချင်အောင်ရဲ့အာသာချက်ကအမိုးနဲ့မျက်နှာနဲ့ထိကပ်မနေတဲ့အတွက်မွန်းချက်မှုကိုမခံစားရဘဲနဲ့စိတ်လွတ်လိုက်ကြဲမြဲစွာအိတ်ဆက်အနားယူနိုင်မှာပဲဖြစ်ပါတယ်လက်ရဲပေါ်မှာလည်းဇာတုန်လေးတွေခက်စိတ်နဲ့ပပက်လဲထည့်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘေးကိုလိုသလိုချက်ကားနိုင်ပါတယ်လူမျိုးချက်ကားလိုက်တဲ့အခါမှာဆိုလို့ရှိရင်တစ်ဖက်ဖက်ကနေပြီးတော့လွတ်သွားတာမျိုးလုံးဝမရှိပါဘူးတရားရကနှုန်းချင်းလုံးနဲ့ချင်းအောင်တွေပဲဖြစ်ပါတယ်ရှင့်ဒီချင်းအောင်လေးရဲ့အရွယ်ကတော့အမိုးအနေနဲ့ဆိုရင်တော့၄မိုးတစ်စိမ့်အကျယ်အနေနဲ့ဆိုရင်တော့ဘယ်ညာအကျယ်12ပေခေါင်းရင်းချင်းရ6ပေခွဲအမြင့်9ပေအော်လာစုပ်လက်ရပြင်းနဲ့ချုပ်လုပ်ပေးထားပြီးတော့ဒီချင်းအောင်လေးရဲ့ဈေးနှုန်းက3,48000ကျပ်ပဲဖြစ်ပါတယ်ရိုင်းရန်ကြောင်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေချေနှစ်ပြပို့ဆောင်ရောင်းချပေးနေရပဲဖြစ်ပါတယ်ဆက်သွယ်မှာလို့ခြင်းနဲ့ဆိုလို့ရှိရင်တော့399258 300 39ခွန်ရှင်58 608တိတော့နေပြီးတော့ဖုန်းဆက်ပြီးတော့ဖြစ်စေဘိုက်ပါဆင်စားဖို့ပြီးတော့ဖြစ်စေ Facebook Messenger နဲ့ TikTok ချက်ပေါက်ကနေလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမြင်ပြီးတော့မှာယူလို့ရပါတယ်ရှင့်ဝယ်သူပြောမှာရောင်းသူပြောတာတစ်ခါဝယ်၍တသက်စိတ်ချမ်းသာမှာဦးမျိုးမင်းတော်မောဇာရှင်နာအော်လာကျုပ်ပါ